အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဧပြီလ3ရက်နေ့ပေါ့နော်ဧပြီ1ရက်နေ့ကမ္ဘာရွှေဈေးကွက်သုံးတက်ချက်များကိုမျှဝေပေးခြင်းပါတယ်အဲ့တော့လက်ရှိကတော့ကျမတို့ H1 time frame မှာရောက်ရှိနေတာဖြစ်ပါတယ်ကမ္ဘာရွှေဈေးရဲ့ H1 time frame မှာရောက်ရှိနေတာဖြစ်တဲ့လက်ရှိဈေးကတော့4680ကျော်ဝန်းကျင်နာမှာရောက်ရှိနေတာပဲဖြစ်ပါတယ်အဲ့တော့တွားနေတဲ့ trend line ကတော့ရှေ့ရက်ဒီမှာပြောခဲ့သလိုပဲလက်ရှိချိန်ဒီ up trend တစ်ခုမှာပဲဆက်ပြီးတွားနေသေးတာဖြစ်တယ်အဲ့တော့ဒီနေ့အတွက်ဈေးကွက်တွေကိုသုံးသက်ပေးရမယ်ဆိုရင်လက်ရှိဈေးတန်းအနေနဲ့အမြင့်ဆုံးရောက်လာနိုင်တဲ့ဈေးတန်းကတော့4936ဆိုတဲ့ဈေးတန်းကိုတုံးတက်မိပါတယ်နောက်ထပ်တကယ်လို့များကျလာနိုင်ခဲ့မဲ့ဈေးတန်းကိုတုံးတက်ပေးရမယ်ဆို4635ဆိုတဲ့ဈေးတန်းကိုတုံးတက်မိပါတယ်ဒါကတော့market ရဲ့ range ကိုရှာပေးလိုက်တာဖြစ်တယ်အဲ့တော့လက်ရှိ market ရဲ့ range က4936ဆိုတဲ့ဈေးတန်းနဲ့4635ဆိုတဲ့ဈေးတန်းနှစ်ခုကြားမှာ range ပြေးနေတာပဲဖြစ်ပါတယ်တကယ်လို့များကျွန်တော်တို့ market ဟာအသက်အားတွေဆက်ပါလာနိုင်ခဲ့ရင်တော့နောက်ထပ်ရောက်လာနိုင်နေတဲ့ဈေးတန်းဟာ4936ကိုဖောက်နိုင်ခဲ့ရင်86ဈေးတန်းကိုရောက်လာနိုင်ပြီးတော့4635ဈေးတန်းကိုဖောက်သွားနိုင်ခဲ့မယ်ဆိုရင်4595ဈေးတန်းကိုရောက်လာနိုင်တာပဲဖြစ်ပါတယ်အဲ့တော့အယောင်းဝယ်လုပ်တဲ့အခါမှာတော့ကိုရဲ့ rings ကိုတော့manage လုပ်ဖို့အရေးကြီးပါတယ်ကိုနဲ့ကိုင်းညီတဲ့ lot size rings တစ်ခုမှာတတ်မှတ်ပြီးရောင်းဝယ်လုပ်ပါတကယ်လို့ဒီညတွေမှာရခဲ့တဲ့အကျိုးမြတ်တွေပေါ့နော်ရရှိခဲ့တဲ့အကျိုးမြတ်တွေဟာကိုရဲ့ချမှတ်ထားတဲ့ target ပြည့်တယ်ဆိုလို့ရှင်လည်းတင်လို့ရပါတယ်အဲ့လိုမဟုတ်ဘဲနဲ့စောင့်မယ်ဆိုလို့ရှင်လည်း market ရဲ့ range အတိုင်း rings တွေကို short ထားပြီးတော့စောင့်မယ်ဆိုလို့ရှင်လည်း AACC နဲ့အကျိုးမြတ်တွေရှာလို့ရသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒါဆိုကျမတို့ပြန်ပြီးခြုံပေးရမယ်ဆို resistance တွေနဲ့ဈေးတန်းအနေနဲ့ H1 မှာဆိုရင်4936 4984ကတော့ strong zone တွေဖြစ်နေပြီးတော့4635 4595စားတဲ့ဈေးတန်းတွေကတော့ strong support zone တွေနဲ့ရှိနေမှာပဲဖြစ်ပါတယ်အဲ့တော့ကမ္ဘာရွှေရောင်းဝယ်ဈေးကွက်ကနေကျိုးမြတ်တွေများစွာရရှိပိုင်ဆိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်